လို့ပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်ရပါတကယ်ချင်းတို့ရေဒီဘက်မှာ Premier League ပွဲစဉ်တွေ34တောင်ရောက်လို့လာဘယ်ပွဲတွေကစိတ်လှုပ်ရှားဖို့ကောင်းမယ်ရင်ခုန်ဖို့ကောင်းမယ်ကျွန်တော်စောင့်ကြည့်ရတော့ဒီဘက်မှာ Champion အတွက် Liverpool ကစပါကွင်းမှာဖလားယူရမလား Champion League အတွက်ရင်ခုန်ဖို့ကောင်းတဲ့အမှတ်ပေးစရာနဲ့ကျွန်တော်ပွဲစဉ်တွေချက်တော့ကြည့်လိုက်အောင် Okay Chelsea နဲ့ Everton ပွဲတွေစလိုက်ရအောင် Chelsea နဲ့ Everton ရှေ့ပွဲစဉ်မှာကြော်လို့ရှိုးလိုက်တော့ Chelsea ကကြောက်ခဲကြီးပေါ်ကဖူဟန်နဲ့ပွဲတော့ရှော့ပြီလို့ထင်မဲ့2-2ဆွဲရလိုက်တဲ့နိုင်သွား Everton ကလည်း Man City ကို2-0နဲ့သာရှုံးသွားတာဒီလောက်ကြီးခက်ညက်ညက်ချီလို့မဟုတ်ဘူးနော်ဘတ်တွေကလည်းပေးထားတာ5ခေါ်နဲ့5ခေါ်6ပေးတော့ပေးမှာပဲဒီပွဲကတော့ဘာပြောChelsea အတွက်ရောရမှနေသားဆိုတော့ဒီပွဲစဉ်ကိုဇေယျကြည့်လိုက်တော့ Chelsea ကဒီမှာကြည့်ဦး58မှတ်59နဲ့60သူကလိုက်လို့ရတယ်သူကလည်းဂိုးရမှာသူက plus မှာများထားတော့သူက Nottingham Forest တာရှုံးသွားဒီပွဲကသူကပေါ်ရောက်လို့ရတယ် Newcastle Man City အဲ့မှာနည်းနည်းဇေယျနောက်သွား Chelsea ဒီပွဲစဉ်မှာသာဂိုးခတ်မှတ်ချက်ရဆိုရင်တော့ကိုကက်လေးပဲEverton ကပြန်မစော်ခဲ့ဘူးဆိုရင် Chelsea ဒီပွဲကိုကက်လေး1-0ဆိုရရလာနဲ့နိုင်ရရှိအောင်ကြောကိုခတ်မှန်းလိုက်ပါဗျာ Okay နောက်ပွဲလေးသွားလိုက်ရအောင်နောက်ပွဲလေးကတော့ Brighton နဲ့ West Ham Brighton နဲ့ West Ham လည်းဒီပွဲလေးကတော့တိတ်ရင်ခုန်ဖို့မကောင်းတော့နောက်ဆုံးပွဲမှာ2သင်းတော့ရလက်ဆိုးတွေကြီးပဲစိမ့်တော့မပါလာတော့ Bradford Brighton နောက်ဆုံးပွဲမှာရှုံးထားသလိုWest Ham စောင့်တဲ့တော့တည်ကြတာဒီနေထားလာပါမလားပေးထားတဲ့ဘတ်တွေက Brighton မှာတာပေးထားတာပေါ့165နဲ့4-5ဒီပုံစံတိုင်းဆို Brighton တော့နိုင်သွားနိုင်တော့စောင့်တဲ့တော့ West Ham တော်တော်အခြေအနေမဆိုးအားဆိုတော့ဒီပွဲစဉ်မှာလည်း Brighton မှာဦးစားပေးလိုက်ပြီးတော့ကျွန်တော် Brighton ဒီပွဲမှာ2-9နဲ့နိုင်ရရှိအောင်လို့ကိုခတ်မှန်းလိုက်ပါတယ်ဗျာ Okay နောက်ပွဲစဉ်နဲ့တွားလိုက်ရအောင် Newcastle နဲ့ Ipswich Town Newcastle တွေ့တော့တိတ်မခက်ခဲပေမဲ့ရှေ့ပွဲစဉ်မှာဘီလာဖိုးဝါနဲ့ရှုံးသွားတာတော်တော်ကိုရုပ်ဆိုးတယ်။ Ipswich Town လည်းအာယူဖိုးစီနဲ့ရှုံးသွား။အာယူကပေါ့ပါကန်တာတော့ဒီပွဲလည်းရင်ခုန်ဖို့ကောင်းဘာလို့လဲဆို Champion League တွေ့ရတော့တိုက်ပွဲဝင်နေတဲ့အချိန်ဘတ်တွေပေးထားတာ73ပေးတာဗောဒီပွဲကတော့ Newcastle လည်းကိုသိမ်းမြိုင်နေတယ်သူကပေးရတာဗော Newcastle တေဘယ်စရတော့ခမည်းလို့ခုနကကျွန်တော်ပြတဲ့အတိုင်းပဲနေထား Newcastle အတွက်နိုင်သွားတယ်62မှတ်ဆိုတော့ပေါ်ပြော့အားဒီပေါ်သေးသေးလုံနေတော့60ခေါ်ဆိုပြီးနောက်ပွဲတွေမှာတက်ချက်ရှုံးလို့မရ Champion League ရော Champion League ဝင်ခွင့်ရောတိုင်ပတ်ပါမယ်နော်ဒီပွဲစဉ်ကြီးကိုကျွန်တော်ကိုခတ်မှန်းမယ်ဆိုတော့ Newcastle ဒီပွဲကိုလည်းကိုပြတ်မယ်3-9နဲ့ကိုခတ်မှန်းလိုက်ပါတယ်ဗျာ Okay နောက်တစ်ပွဲကိုကြည့်လိုက်ရအောင်နောက်တစ်ပွဲကစောက်တန်နဲ့ဖူဟန်းနဲ့စောက်တန်လို့ဖူဟန်းလို့လည်းရင်ခုန်ဖို့မရှိတော့ဘူးဒီဝက်ဆန်ကိုစောက်တန်နောက်ဆုံးပွဲတည်ကြလို့လေဖူဟန်း Chelsea ရှုံးသွားခြေကောင်းတယ်ဒီပွဲဘက်လေဘယ်လိုပေးထားလဲဘက်လေကြည့်ဦးလေ9-3-3တက်နဲ့9ပေးထားလေဖူဟန်းပေးတာဒီမှာပွဲစဉ်စရာကြည့်လိုက်ဖူဟန်းပါမျောလဲလို့ရဖူဟန်းကလည်း48မှတ်ဆိုတော့သူကတအားတော့မျောလဲလို့မရတော့ UEFA ဝင်ခွင့်တွေပါလေတော့သူနည်းနည်းကန်လို့ရတဲ့အနေထားတော့ဒီပွဲစဉ်မှာလဲဖူဟန်းပဲကိုကက်လေးတဲ့2-9ဆိုတဲ့အနေထားနဲ့ဖူဟန်းနိုင်ရရှိပါပွဲခတ်မှန်းလိုက်ပါတယ်ဗျာ Okay ကျွန်တော်နောက်ဆုံးပွဲစဉ်လေးတွားလိုက်ရအောင် Wolverhampton နဲ့ Leicester Wolverhampton လည်းရင်ခုန်ဖို့မကောင်းတော့ဘူး Leicester နဲ့ကတော့Wolverhampton ရင်ခုန်ဖို့မကောင်းနောက်ဆုံး5ပွဲလို့နိုင်တာတောက်ရှောင်းနော်စိတ်နေအောင်အနေထားတော်တော်လာနော် Leicester ကလည်းဒီရေးရနေဒီပွဲကို Wolverhampton လည်းအမှတ်ယူမလားဆိုတော့ပေးထားတာ183နဲ့6-3ဆိုတော့ဒီပွဲစဉ်ကိုလည်း Wolverhampton ပဲ2-9ဆိုတဲ့ကိုကတ်လေးနဲ့နိုင်ရရှိပြီးတော့ကျွန်တော်တို့ပွဲစဉ်34ရဲ့စနေနေ့ prediction လေးစူးစမ်းလိုက်အားလုံးပဲကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာကြပါစေခင်ဗျာ